ဆရာဝန်တယောက်အနေနဲ့လူနာရဲ့ယုံကြည်မှုကိုတည်ဆောက်တဲ့နေရာမှာသူ့ရဲ့ဝတ်စားနေထိုင်ပုံသူ့ရဲ့အပြုအမူကဘယ်လောက်ထိအရေးပါမယ်လို့ထင်လဲ။ဒါကိုသိဖို့အတွက်ကျွန်တော်ရဲ့ Facebook page ထဲမှာကျွန်တော်မနေ့ကစစ်တမ်းလေးတစ်ခုလုပ်တယ်။စစ်တမ်းဝင်ဖြေကြတဲ့သူအများစုကဒီဆရာဝန်ရဲ့အဝတ်စားနေထိုင်ပုံကလူနာရဲ့ယုံကြည်မှုတည်ဆောက်ရမှာအရေးပါတယ်လို့ဖြေကြတယ်။ဒါကနိုင်ငံတကာမှာလုပ်ခဲ့တဲ့စစ်တမ်းတွေသူ့ဒေသနာတွေနဲ့တွားပြီးတော့ကိုက်ညီမှုပဲရှိတယ်။ဆိုတော့ဒီဆရာဝန်ကအမှားဖြင့်ဂျူဒီကောဝတ်ထားတယ်နော်။ necktie တွေဆိုင်ကြီးတွေဝတ်ထားတယ်။ဒါမှမဟုတ်မြန်မာ culture အရကျွန်တော်တို့လေကတုံးနဲ့တိုက်ပုံနဲ့ကျွန်တော်တို့ပစိုးနဲ့စသဖြင့်ဒါမျိုးတက်ရက်ဝတ်ထားရဲဆိုလို့ရှိရင်လူနာဘာကနေပြီးတော့ယုံကြည်အားကိုးခြင်းစိတ်ကိုဖြစ်စေတယ်နာခံခြင်းစိတ်ကိုဖြစ်စေတယ်ပေါ့ဒါပေမဲ့နည်းနည်းလေး context ပေါ်မူတည်တယ်အခြေအနေပေါ်မူတည်တယ်ဥပမာဖြစ်ခွဲစိတ်ဆရာဝန်တို့ဒါမှမဟုတ်ကျွန်တော်တို့အရေးပေါ် emergency ဌာနကဆရာဝန်တို့ဆိုလို့ရှိရင်သူတို့ရဲ့ဆေးရုံ uniform ဖြစ်တဲ့ scrub suit ပေါ့ဒါကိုဝတ်ထားတဲ့ခါကျလို့ရှိရင်လူနာကဒါကိုမြင်တဲ့ခါမှာ readiness အသင့်ဖြစ်နေတယ်ဆိုတော့အနေအထားကိုခံစားရစေတယ်ဆက်ချင်းလုပ်ပြီးတော့မှဆိုတော့ feeling မျိုးကိုရရှိစေတယ်ပေါ့ဥပမာဖြင့်ကလေးဆရာဝန်အနေနဲ့ဒါမျိုးငါတို့ duty coat တွေပါတယ်ဝတ်ထားတဲ့အခါကျလို့ရှိရင်ဆရာဝန်ကိုကလေးကကြောက်နေမယ်ဆိုရင်ကလေးကဘာဖြစ်လဲဆိုတော့စိတ်ကူးစားမှုခံယူရတဲ့နေရာမှာဒုက္ခရောက်နိုင်တယ်ပေါ့အဲ့တော့ကလေးဆရာဝန်အများစုကတော့ duty coat တွေပါတယ်မဝတ်ဆင်ကြဘူးပေါ့သူတို့ရဲ့ stethoscope မှာဆိုရင်လည်းအယုတ်လေးတွေပါလေးတွေဒါမျိုးလေးတွေတက်ထားလေးရှိတယ်ပေါ့အဲ့တော့ပြောချင်တဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့တင့်တော်တဲ့နေရာမှာတင့်တော်တဲ့ကျွန်တော်တို့ဝတ်စားစိတ်ရပုံလှုပ်ထားမယ်ဆိုရင်တဘောကလေးစားအားကြစရာနေထိုင်မှုပုံစံနဲ့နေမယ်ဆိုရင်လူနာဘက်ကနေပြီးတော့ယုံကြည်မှုပို့ပြီးတော့တက်လာမှများလာမယ်လို့ပြောတယ်အဲ့တော့ယုံကြည်မှုများလာတော့တက်လာတော့ဘာဖြစ်လဲဆိုတော့ဒီဆရာဝန်ပြောတဲ့စကားကိုပို့ပြီးတော့လက်ခံလာမယ်ပို့ပြီးတော့ယုံကြည်လာမယ်စိတ်ကိုမှန်မှန်ဆွဲပြီးတော့တောင်းမယ်ကျွန်တော်တို့စင်ကျင်တဲ့ကိစ္စတွေကိုများများနဲ့ကောင်းကောင်းသူကစင်ကျင်နိုင်မှာဖြစ်တယ်လို့ပြောတယ်အဲ့တော့ပြောချင်တာကဘာလဲဆိုတော့အထက်ကအနှစ်သာရကအရေးကြီးတယ်လို့အပြင်ကအခွန်ကလည်းအရေးကြီးပါတယ်စာအုပ်တောက်ထဲမှာရှိတဲ့ပညာရက်ကအရေးကြီးတယ်လို့စာအုပ်ရဲ့အဖုံးကလည်းအရေးကြီးတယ်လို့ကျွန်တော်ပြောချင်တာပါမိတ်ဆွေတို့ရောဘယ်လိုသဘောရလဲဘယ်လိုထင်လဲ comment ထဲမှာကိုယ့်အတွေ့အကြုံလေးရေးခဲ့ပေးပါဦးနော်နောက်ဗီဒီယိုတွေမှာတွေ့ကြမယ် bye bye